Let's go to the portable date with my friends ဆိုင်လေးနာမည်ကတော့ The Mall လို့ခေါ်ပါတယ်ရှင် TikTok ပေါ်မှာလည်းအရင်နာမည်ကြီးပြီး trend ဖြစ်နေတဲ့ဆိုင်လေးပေါ့နော်တော့ပြောတယ်။ယူလေးပါ။ယူလာရတယ်။ဒါပဲယူမယ်။နေ့ဆိုရင်ဆက်ရိုက်ပါနော်။ဒီစားနဲ့ပြီးဝင်ရိုက်လိုက်နော်။အာဟုတ်ကဲ့ပြီး။ဆက်ရိုက်ပေးပါရှင်။ကင်မရာလေးကြည့်ပေးပါ။ဒီကောကဒီလိုလေးလွတ်ထိုင်ပါလေရှင်။နေ့ဆိုရင်ပြီးနောက်ဆက်လာစတိုက်ရဲ့မှာဆက်ရိုက်လုံးထလာရလာနော်ဒါကတော့တစ်ချက်ပုံပါ